A B C D လဲရပြီသူ့ရဲ့အတန်ထွက်ဖြစ်တဲ့ A ဆို R B ဆို B လဲဆိုတတ်ပြီဒါပေမဲ့ words တွေကိုမဖတ်တတ်ဘူးပေါ့နော်စာအုပ်တွေဖတ်ခိုင်းရင်အဆင်မပြေဘူးဆိုတဲ့သူတွေအတွက်ပထမဦးဆုံးပေါ့နော်သူတို့ကိုစဖတ်ခိုင်းတဲ့အခါမှာစာကြောင်းတွေ words အရှိကြီးတွေပေါ့နော်အဲ့လိုမျိုးတွေမဖတ်ခိုင်းဘဲနဲ့နှလုံးသွဲကိုအရင်ဖတ်ခိုင်းရမှာဖြစ်ပါတယ်verbal consonant ကိုပြန်ကြည့်ရအောင်ဒီမှာဆိုလည်းအဲ့အတိုင်းပဲပေါ့နော် e t တွဲဆိုမယ် eat မြန်လေးဆိုမယ် eat နောက်တစ်ခု တွဲဆိုမယ် in မြန်လေးဆိုမယ် in